အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ grow up garden ဆော့မှာဖြစ်ပါတယ်အဲ့လေ pumpkin ကြီးရပါကျွန်တော်ဒီမှာပေါ့နော်ဒီပေါ်တက်မှာပဲကျွန်တော်ဒီမှာအုံးသီးတွေပါရှောက်စိုက်ထားပါပြီခင်ဗျကျွန်တော်ဒီနေ့မှာဟိုဟတ်ချောင်းနဲ့မွေးရပါတယ်ကျွန်တော်ဒီနေ့ပေါ့နော်ဒီမှာပေါ့နော်ဘိုးတော်မှာဥလေးလည်းဝယ်ရပါတယ်ကျွန်တော်ဖောက်ကြည့်လိုက်မယ်လား let's goပြောရမှာနှစ်ဦးဝယ်တာပါ။အိုမိုက်ဟာဒီကောင်ကဘာကောင်လဲ။ဘာကောင်လဲမသိဘူးနော်။မိုက်ရမိုက်။ပြီးတော့ဘာကောင်လဲဟာကြောင်လေးနဲ့ထားတယ်။ Okay ။မောင်ကြောင်ကြီးကတိတိလေးပါချရတယ်။ဟဲ့ကြောင်ကြီးကတော်တော်တည်ရဲ့။ပြီးတော့ကြောင်မှာမောင်ကတော့ဒီဟာလေးလည်းရှိရ။ဒါပါလည်းမသိဘူးချက်ကြည့်လိုက်။ chicken နဲ့တူတာဟုတ်တယ်။တော့ဒီမှာ chicken ကိုလည်းချတာပါမယ်အဲ့လေတော်ဒီမှာနော်တို့နောက်နေ့ကျမှရောင်းဝင်တော့သူများပေးနေပေးပါမယ်နော်တို့ဒီမှာအုံးဒီခုလာပါဝင်ဟုတ်တယ်မောင်နော်ကျွန်တော်တို့ဒီမှာကျွန်တော်ရင်လည်း join လိုက်ပါခင်ဗျာကျွန်တော်ကတော့အခုလောတဲ့ဒီပင်နေမဆိုင်လားဘာအသီးရှိလဲမသိဘူးတော့ကြည့်ကြအို10 9 8 7 6 5 4 3 2ဘုမတီရီကကိုဒီ oh yes တော့ဘာရဝမ်းပြီခဏဟာကွာလောက်ခွန်းတနာဝါတော့ဒီမှာ mushroom ရှိရအောင်နော်ကျွန်တော်ဝယ်မယ်လို့ရတော့မှာfruit ကွာမှာကျွန်တော်ဝယ်မယ်လို့ရတော့ fruit အမှပါလေ restart ဖြစ်ပြောမှာ mushroom နေမရှိတော့ဘူးခင်ဗျာဘယ်လိုမှ mushroom ရှိတာအခုတော့မရှိတော့ဘူးကျွန်တော်လာရတော့ဘာလို့လဲမသိဘူးဟာသွားမယ်ကြက်ကပဲနိုင်ရအောင်ဒီပါကွာဟဲ့လေဘယ်လောက်ရမလဲဟာဟုတ်လိုက်တော့ကံမကောင်းပါဘူးဆွမ်းနာကမတ်ရွန်တွေ့တာရောနော်ကျွန်တော်လာတော့ပြက်သွားတော့နော်အဲ့ပါ chicken နဲ့တူဟုတ်တယ် chicken ကြော်ကြ chicken နဲ့ကျွန်တော်ကဒီမှာနော်ဘာသီးလေးလည်းမရှိသေးဘူးဟုတ်မှာ strawberry ကြီးကျွန်တော်ကလေပထမဟိုမှာပေါ့နော်ကျွန်တော်ပထမမတ်ထွန်ရှိရတော့လိုင်းမှာပြောက်သွားအကျင့်မကောင်းwhat the ဒီလိုများကျွန်တော်ကမှအတီးခုံးလို့6နဲ့တော်တော်ရရယ်ကြီးရင်ပိုရ yes ဝင်းတော့မမကြီးကြီးလေးဆိုပိုရောင်းလို့ရပါဟိုမှာဟဲ့တော်လေအကြောင်ကဘာလဲအကြောင်လေးပါလေးကောင်လေးကြည့်လိုက်ငန်းကိုဝီဝါချိုင်ငန်းကိုဟာ chicken okay ပါနဲတယ်ဟာကျွန်တော်ကတော့ဆန္ဒအောင်မတ်ရွှန်များရစိတ်မကောင်းဖြစ်မတ်ရွှန်တစ်ခါတော့ရဘူးပါဝင်းကိုယူမလာအောင်ဒီပေးဒါတော့
ကျွန်တော်ညီမသူကကျွန်တော်အုံးတီးလာပေးနေပါခင်ဗျဦးယုံ ကိုသားဖက်ချင်အောင်ကောင်းနေဦးမှာလိုက်ကြ အေးခဏငါမင်းအတီးပေးမယ်ဒါကျွန်တော်ညီဆိုင်ကင်းစီတွားကြအောင် let's go သွားမင်းရှိရသွား ဟိုမှာရှိတယ် ဒါကတော့ကျွန်တော်ညီဆိုင်ကင်းမှာသူ့စီမှာကတော့ခွေးနှစ်ကောင်နဲ့ဖားတစ်ကောင်ရှိပါတယ် hello ဟာလားသူ့မှာ ကျွန်တော် restaurant မှာပေးရတာ ဟုတ်ပါတယ် မပေါ့ပါဘူးထားတော့ကျွန်တော် restaurant မှာပေးရ ဘာဖားရတယ်မှာခေါင်းဆွားအဲ့လေမိုင်အမခွေးလေးအဲ့တော့ဘိုက်စာနေနေတူရဟုတ်တယ်ကျွန်တော်ကြက်ဖားကြက်မနေတူရနော်ဘိုက်စာ ကောင်ကောင်းလေးမလေး ဟိုး ကောင်ကောင်းလေးမလေးကောင်ကောင်းလေးမလေး Oh my god ဟုတ်တယ်သူတို့ရဘိုက်ပြေးဟာမဟက်ချွန်ပဲဘိုက်ပြေးတာကျွန်တော်တို့ကဒီမှာအခုလောဆိုဟက်ချွန်နဲ့စာကြည့်မှာပါရတယ် ဆက်ပြီးရောင်း မဟက်ချွန်ထားကြည့်မှာအဲ့လေအဲ့ဒီမှာတော်စားဟာဟဲ့ကြီးပေးမှာ အားရချက်ကြည့်ဦးနော် ကိုနဲ့ဟဲ့အမလေးကွာဒီဟက်ချွန်စားရ အော်ဒီကြောင်အိတ်တော်နေတာ အိုးဘာဖြစ်လဲမက်ထရွန်ဟောအပယ်လေရโอเคဟာမက်ထရွန်လည်းမရโอเคပါ ကြောင်မင်းငါကိုယ်တိုင်ကိုယ်ထားမှာ ဘုံဘဒီဂရိုကိုဒီတို့ ဘိုးချက်ပါချက်ပြီး တော့ဆန္ဒဝယ်လာတဲ့အစီငါမှလည်း ဒီမှာ ဟုတ်ပါရဲ့ဒီမှာကအစီအဲ့လေဆိုင်မယ်ဒီကောင်နေနဲ့ဆိုပိုကြီးတယ်တဲ့အားကြောင့်ကျွန်တော်မွေးတာယေကျွန်တော်ဘူးဘာဖြစ်မှာဟို frozen fruit ဖြစ်မှာနေပြီမိုက်ဒီလေကျန်း yes sir ဟာကွာမရလိုက်ဘူး okay ပါကျေးဇူးတင်ပါတယ်လို့နော်ဝီးအမလေးကွာဟိုးနဲ့ခုရခဲ့ ငါမို့လည်းမရဘူးကွာ ဟာဒီမှာအေးပါကွာနော်အိတ်နေလိုက်ထမလာနဲ့အိတ်နေဘာမှမဖြစ် ဒီဟိုတယ်ကိုကြောင်မှာတခါစီအိတ်တော့ တော့မှဒီမှာအုံတီခုကိုလောက်နော်အုံတီခုလိုက်ပြုတ်ကြရင်နော်တော်တော်အဆင်ပြေ အစိမ့်မကြည့်ပါဘူးစင်ပြေလို့အစီရပြေတော့ ဟဲ့ဝီမင်းဆိုင်ကမီးဆန်သွားတယ်ဟိုမှာအစီရောက်နေရတယ်ကွာဂါနဲ့ဆွဲခလက်ကိုနှိပ်ပြီးသွားကြည့်လား21နဲ့မှာဟာဆိုလားဘာစီလဲမသိရောက် ဟုတ်တယ် တော့မှဒီမှာဒီကကုန်နဲ့လိမ့်မှာအဲ့လေโอเค ဒါတော့ကျွန်တော် တော့ဒီမှာ line နဲ့ထည့်မှာဗါလဲလူရမ်းများနေကွာခိန်းထဲမှာဟမ်โอเคပါ ကိုဒီမှာကိုတီကိုဒီပါလိမ့် ဟောဒီမှာတော့ကျွန်တော်ညီမကြီးသူကန်နိုင်ဦးကျဲမိုင်โอเคရဲ့ မိုးလေးလေရသွားတယ် မသိဘူး နားပါအောင်ကောက်လိုက်ဒီမှာတော့ဒါကျွန်တော်ခွင့် ဟုတ်ပါဒီမှာကျွန်တော်ညီရခွေးလေးပါဟဲ့ဟေးထဆန်းဒီမှာကောနော်အိတ်နေလိုက် ရဲလမ်းပြီးပေါ်မှာကိုသားမှာကိုကြောင်ပေါ်တက်နေနေ ဟဲ့ကောင် သူမိုးဝိုက်တာက ဟ
တော့ဒီမှာရေလောင်းပါဘောနော်ရေလောင်းတွေ့လားကြီးတာပြီဝီအမောင်မနေနေလိုက်မြင်းမြင်းရောက်သွားနေမယ်အမလေးကွာတေးလိုက်တာ Apple tree တဲ့နော် Apple ကရမ်းသေးတယ်45% Pro တဲ့ဟာဟဲ့ရေတိတ်လေးလို့ဟွာတဲ့တော့ဘူးသေးနေကြည့်အောင်ကျွန်တော်ကဟက်ချုံဘိုက်စာနေနေတယ်တို့တော့မှ fruit လေးပါလိကျွေးရအောင် ကိုကြောင်မှာအိတ်ပုံဖြစ်နေ ဟုတ်ပါထားလိုက်ပါကွာ तू အိတ်ပဲစေ အလေးဟာငါမေးနေလား ဒီလောင်းပြီတင်းတင်းတင်း ကိုသားကိုကြောင်ကိုတတ်တတ်နေရသူကြောက်ဒီထွက်ထွက်ထွက်ဒီဝိုင်းတယ် ထားတော့ဗောနော်ဒီမှာတော်တော်တော့ကြီးနေပါပြီဒါမှလည်းဟိုပင်နဲ့သေးတယ်ဟာဘာလို့လဲမသိ ဟုတ် ဘူး ပါတယ် တက်ကြစို့ဘာပိုဖောပိုပြောနေမှာအုံးသီးရအောင်ပို့ရအောင်အုံးသီးရပဲလိုက်ဟိုလုံနေရတာဝီဘာတီးဒီလည်းမသိဘူး တော့ဘူးကြမ်း မှန် တော့ ခဏနေရမှာပြန်လာလိုက်တော့ဘာတီးကောင်းကောင်းလည်းမရှိဘူးဟာကျွန်တော်ညီကိုလေအဲ့လေဟာမိုက်ဟာ Oh my god ကြီးရနော် ကိုမိုးကျင်လားကို ရမလို့ခြင်း3កောင်နဲ့ဆိုရလာခဏနေရော သားမသူများနေသွားရှောက်ပေးလာ Okay ပေးလိုက်လေနဘူရင်းငါရင်ရောက်တာကွာငါရင်ရောက်တာအမလေးကွာဘာမှလည်းမကောင်းဖန်ကင်းနဲ့ legendary okay လည်းပြရတိတ်မကောင်းဘာလို့လဲမသိဖန်ကင်းနဲ့ဘာလို့လဲမစိုးကောင်းနေ Okay ကျွန်တော်ရဲ့ကိုပါဒီကိုကို မဖန်ကင်းခုရပါနော်ဒီမှာတော့ကျွန်တော်ညီကပြောနေမှာလာခဲ့လေဝီ Okay ကို ဘယ်နာမှာ ဆန်နေရမယ်ရှောက်ဆက် ဟောအဲ့တော့ကျွန်တော်ညာမနော်ဒီမှာကျွန်တော် subscriber တွေကိုနော်ဟိုခွေးပေးမှာရယ်နော်ဝီနော်ကျွန်တော်ညာကျွန်တော် subscriber တွေကိုခွေးပေးမှာဟိုပြလိုက်အောင်ပေးမဲ့ခွေးပြရင်ဒီဘက်လက်ဟုတ်ပြီကျွန်တော် subscriber မှာ like subscribe လို့နော်အဲ့ဆိုခွေးရမှာပါနော်ဟုတ်ပါရဲ့နိုင်စခရိုင်ရုံးတယ် ခွေးပေးမှာပါခွေးမဟုတ်ခုခုနတ်တွေပါလည်းပေးမှာပါခင်ဗျာ ကျွန်တော်ချမ်းမိုင်းချမ်းအချာကောင်းလို့စခရိုင်ရုံးတယ်ဟိုအချာကောင်းလို့ပြီးပါ ဒီမှာမနော်ဒီမှာကျွန်တော်ညီချောင်တွားနေပါခင်ဗျာတော့သူ့ဆံမှာဖားရောမှာတခြားကောင်မျိုးရှိပါတယ်တကယ်လို့ like subscribe လုပ်ရင်ရောဒီမှာပေးမှာပါနော်ဒီမှာခွေးတစ်ကောင်ခွေးက3ကောင်နော်ဝီအဲ့ခွေးချလိုက်တယ် ချလို့မရ ဟုတ်လားဒီမှာကြီးသူ့ရဲ့မှာကင်တာခွေးရတစ်ကောင်ဒီမှာဖားတစ်ကောင်ဒီမှာခွေးတစ်ကောင်ခွေးရအဲ့နော် like subscribe လုပ်အဲ့ရမှာအဲ့ကြောင့် like subscribe လေးလုပ်ပေးကြပါဦးနော်ဟာတော့ကြအောင် လိုက်စင်ခရိုင်လို့ပြီးပါမယ်ကျွန်တော်လက်ထဲကကန်နိုင်ခွေးရမကြောက်ပါဘူးအချာနယ်မှာရှောက်သွားနေတဲ့ခွေးကစာမကျွေးလို့တက်ပါနော်စာမကျွေးနေမယ်ထားတာကွာ ဒီမှာကြည့်ပါနော်ဟောမိုက်ဟာချစ်ကန်ရောက် ဟာဒီပန်းနဲ့ဟာဒီလိုပန်း ဟုတ်ပါဒီမှာကြည့်ပါဒီမှာကြည့်ဘာကြည့်ရေပန်းနဲ့ဟာပါနော်ရေပန်းနဲ့ဟာပါရဲ့လောက်ရမှာ ဒီပန်းနဲ့ဟာ ဘာသေးပန်းလား ဒီပန်း အဲ့လိုဟိုအကောင်ဟိုအပင်ပိုကြီးရဆိုတော့ကျွန်တော်လောက်တာအမလေးကွာဟိုအဲဘက်ပင်ကပူလိုက်တာ ဟုတ်ပါဒီဘူးကြာ အားလုံးပဲဘိုင်မှာဘိုင်နောက်ဗီဒီယိုကြမှာတွေ့ကြမယ်နော်